ပြော ထပ်လာဒီနေ့ဝယ်ပေးလိုက် ဟမ် ဒီနေ့မီယူရီယာတည့်ရနေဆိုဝယ်လို့ကောင်းတယ် အဲ့တော့ဘာဝယ်ပေးရမှာ တပ်ပလက် တက်ပလက်ဝယ်ရမှာ တပ်ပလက်ဝယ် တက်ပလက်ကဘာလို့ဝယ်ရမှာ တပ်ပလက်ကဖောက်တဲ့ဝယ်မကောင်းလေခါကြတော့တပ်ပလက်လေးနဲ့ဆိုအစားလုံးဖြစ်တယ်လေစကားလက်ကြည့်ရင်မျိုးလုံးကောင်းတယ်လေဒီလို edit တွေလည်းကောင်းတယ်လေမျိုးလုံးမခိုင်းမိရော ဟောကြပါဖြစ်တယ် ဟောသေးတယ် အဲ့တက်ပလက်ဝယ်ပေးရမှာ ဟောသေးတယ်မျိုးလုံးကပေါဝါဖြစ်ပြီးတော့တက်ကြီးနေအသက်မကြီးတဲ့မျိုးလုံးနေမောင်းကုန်ဟမ်ဝေးပါလားဝေးပါလား ဝယ်မယ် အဲ့ဒီနေ့ဝယ်ပြီးတည့်ရနေတော့ကောင်းတယ်တည့်ရ ဒီနေ့တော့မဟုတ်လေပါလို့ရတယ် ဒီနေ့ဟုတ်တယ် ဒီနေ့ဝယ်ပေးလေးပါ ဒီနေ့2026တည့်ရနေဆိုတပ်ပလက်ဝယ်နေ2026တည့်ရနေမှာတပ်ပလက်လေးရတယ်လို့ဘာလို့လို့ရရလေ ငါပြစောင့်အောင်တရက်နေ့လောက်စောင့်မှာဝယ်ပေးမယ်နော် မဆောင်တော့ဘူး စောင့်ပါ ကိုသမီးမသိအောင်ဝယ်ထားလေရတယ်နော်တော့ဒီနေ့မိတ်ကပ်တင်ရမှာဆိုသူမြောင်းမိတ်ကပ်တင်ပြီး2နာရီကြာမှပြီးမသမီးလည်းကြံလာရောဆိုင်မှာသမီးရထမင်းစားနေသမီးပြန်လို့ဘူးလေးလာထားလိုက်ရရမမြင်ဘူးလေပြီးကြပါမြင် သွားလို့မရဘူးလေဆိုင်မှာအဲ့ဒါစောင့်အောင်တမီးလာမှမင်း အမေလာမှလေအမေကဖဲနိုင်ဖို့တက်ဆိုလာမှလေတပြက်2နာရီမှလာမှလေအမကြားရမှ2နာရီလို့သိရဘိုးရမှာရှိရသမီးကြီးရ အဲ့ဒီရမှာတော့တမီးကပစ္စည်းကောက်လာပါလေ ပြစ်ဟမ် လူသွားလောက်ပါမလဲလုပ်ပြီးမှငါဝယ်မှရ ငါလည်းသမီးက surprise ဆိုပြီးအမေပါတူတော့မဒီနေ့တော့ပဲတူဒီနေ့တော့ပဲသမီးရလေးရိုက်ပြီ โอเค ပြီးတော့မှတူသွားရအောင်နောက်မှတင်ပြီးတော့ surprise လုပ်ပါဆိုရင်နေလိုက်နော် အမေရောက်ပြီဟုတ်နော်အဲ့တော့ဈေးသွားတော့မယ်နော် ပြီးတော့ ဒီမိတ်ကတင်နေရှိရမှာနော်တင်နေပြီးလမ်းဆက်လိုက်နော် သမီးလည်းဒီမှာပတ်ဆိုင်ချလာမယ်ကိုလည်းအမှပတ်ဆိုင်ထုတ်လိုက်ရေးချတာလေ ဟုတ်ကဲ့ဒါ အဲ့ဒါလေးလည်းလာရအောင်နော် ဟုတ်နော်